Hello အမော်မမနေ့ကဘောနော်ဆေးတောက်ပြီးအိတ်လိုက်တော့တခုတော့နေ့ရက်တိုင်းလုံးမှနိုးလာရင်အဲ့ဒါနိုးချင်းပဲရီမိုချိုအင်ကြီးလဲပြီးတော့ဒီ hostel နားမှာရှိရဲ့ Platinum ဈေးကိုသွားမှာပါဈေးရဲမှာကအမော်ဘောနော်ဒီအင်ကြီးပြီးတော့ char accessory ရှောက်ကြည့်မယ်ဆိုပြီးလာခဲ့ရပါအဲ့မှာတကြည့်နေနေဒီထိုင်းအကင်လုံးလေးတွေ့လို့ရန်စားကောင်းပုံစံပေါ်နေအမဝယ်စားခဲ့ရပြီးတော့လမ်းလျှောက်ပြီးတော့ဒီကွန်ပျူတာအကျော်တစ်ဖက်ချမ်းမှာရှိရဲ့ December store ကိုသွားလိုက်ပါတယ်အင်ကြီးလေးကပုံမှန်ဆိုလဲ online နေမှာကြပဲပေါ့နော်နာမည်ကြီးရေတော့ဈေးလက်တက်တာတော့လေအဲ့ဒီမှာတရှင်အမော် Platinum မော်ဘတ်ကိုလမ်းလျှောက်သွားပြီးတော့ဒီကြံ sunscreen မပါလာတော့ Western ဝင်ပြီး sunscreen ဝယ်ပါတယ်ဒါကမိုရှိလို့ခေါ်တဲ့ဆိုင်မှာအမောကလေတိုလီမုတ်ဆာလေးရှောက်ဝယ်ရကြိုက်တော့အဲ့လိုဆိုင်နေမနေနိုင်အဲ့မိုင်းဆုံးရှောက်ကြည့်ပြီးတော့မှပေါ့နော်တကယ်လို့ရဲ့လက်ချောင်းနာနေဟာအတွက်ကိုငုံစည်းပြောင်းဝင်ဝယ်ပါတယ်ငုံစည်းပြောင်းဝင်ဝယ်ပြီးတော့ Platinum မောထဲမှာဟိုဒီရှောက်ကြည့်ပြီးတော့အပေါ်ဆုံးတက်ကိုမတက်ပြီးဒီပေါ့နော် food court မှာနေတဲ့စားမှာပါဘာလို့ဆိုခုနကအကင်ကလွယ်ပြီးတခြားဘာမှမစားရသေးရောလေဘန်ကောက်ကိုမလာခင်ခဲ့ရပေါ့နော်စားကျင်တဲ့ဆိုင်တွေတီးတက်လုံးကလစ်စုပ်ထားရလေးမို့မှရှိရပေါ့ဒီဆိုင်ကလည်း Alice ထဲရပဲဒီဆိုင်ကျတော့ Michelin အဝါရထားတာPlatinum Food Court မှာပဲရှိရပါတော့။ဆိုင်နမဲကြောက်တော့ခက်အိုချလာမသိဘူး။အတန်းကတော့မှန်မို့တခြားမသိဘူး။သူထိုင်းလို့ဆိုတော့လေအဓိကတော့မဲသားခောက်ဆွဲရောင်းနေအမောကျတော့ဒီခောက်ဆွဲမှာပေါ့နော်ချင်းဆက်ဆက်လေးစားကြင်တော့ငုတ်တီးမှုတ်ကောပြီးတော့သူတို့ရှိမှထားပေးထားတဲ့ဒီငုတ်တီးစိမ့်အချင်းပေါ့နော်။အချင်းကိုပါတခါရောထည့်ပြီးတော့စားပါတယ်။ဆိုင်ဝန်ထမ်းလေးပေါ့နော်အကဲချင်းဆက်စားကြင်နေဆိုလို့ရှိရင်တခါထည့်ပြီးစားရင်ကောင်းနေဆိုပြီးတော့ recommend ပေးတော့မို့တခါရဲအကုန်လုံးရောလိုက်ပါတယ်။ကဲအဲ့ဆိုရင်တော့စားဖို့ ready ဖြစ်ပါပြီ။အမော်ရွေးလိုက်တဲ့ဒီခောက်ဆွဲကတပွဲကို130ပေးရတယ်ပေါ့နော်။သူကအမဲလုံးရောဒီမဲသားလာတွေရောအရွတ်တွေရောအကုန်ပါတယ်။အဲ့အောင်မှာဒီမှာကြောက်ခောက်ဆွဲနေစားတာပေါ့။အခြားဒီကွတီကိုမှထဲခောက်ဆွဲလိုမျိုးတို့တခြားခောက်ဆွဲရွေးချက်စရာလည်းရှိပါသေးတယ်။ဒီအမဲလုံးဆိုလို့ရှိရင်သူကအပေါ်ရန်လေးကပေါ့နော်လုံးဝတင်းနဲ့ဝါလိုက်ထုတ်နဲ့တော်တော်လေးကိုစားလို့ကောင်းတယ်။ပြီးတော့ဒီအမဲသားလာပေါ့။အဓိကအမဲသားလာကြီးကြောက်အရန်မကြက်ပဲနေအဲ့လိုနူးညံ့လေးဖြစ်နေတာပေါ့နော်။အဲ့လိုဆိုအမောကတော်လေးအကြိုက်တူရဲ့ကိုကငကိုရဲ့အဲ့လိုအမဲသားရောအလွှာလေးစားရအောင်ကြိုက်တဲ့လူသားမျိုးလဲဆိုတော့ပေါ့နော်ပြောမှဆိုလို့ရှိရင်ရိုးတက်အချိုထက်စားရင်တော့အဲ့လိုရှင်ဆက်စားပိုကောင်းလိမ့်မယ်ဆိုတော့သူ့ကြီးကကွတီကိုအရင်နဲ့စင်နေပေါ့နော်ဒါကတော့ထုံးစံတိုင်းစားလို့ပြီးတော့ဝယ်လာပစ္စည်းကိုကြည့်ပါရဲ့တိုလီမုံစားရဲ့လို့ပဲအစုံရှောက်ဝယ်လာပြီးတော့ပတ်စံဖြုံးလာတာပါခဏနေရောအေးလေးထိုင်တော့ရင်းနဲ့ဒီအလကားရရဲ့ wifi နဲ့ပေါ့နော်အလုပ်လေးလုပ်ပါရဲ့အခုမီတင်လည်းပြီးသွားပြီစားလို့တော့လည်းပြီးပြီဆိုတော့ Central Wall နဲ့ Bitsy ပတ်ချမ်းကိုလမ်းလျှောက်ပါမယ်အဲ့လိုကြောက်သေးစားနေတဲ့ဟာကြီးရှောက်စားပြီးရင်သွားကျင်နေရသွားတွေးဆိုင်ဝင်ကြည့်သူနဲ့မှညှိစံမလို့ပဲပေါ့နော်ကိုယ်စိတ်တန်းကြလုပ်လို့ရတဲ့ဟာကြတော့ဒီ solo traveling လုပ်တဲ့ဟာရအားတာချက်ပေါ့အဲ့အကြောင်းမလို့အမောခီးသွားရတဲ့ဥစ္စာကိုတငယ်ချင်းနဲ့သွားရတဲ့ဥစ္စာကိုကြောက်လဲသွားရတဲ့ဥစ္စာကိုနှမျိုးလုံးကြိုက်တယ်ပေါ့နော်ပေါ်ကြောင်လည်းပုံစံကြီးမတူဘူးပေါ့အခု6ကနာလာလို့ပေါ့နော်အဲ့ Bitsy မှာတွေ့ရဒီမူချူးဆိုတဲ့ဖက်နဲ့ဆိုင်မှာဖက်နဲ့ဝင်ရပါသူကဒီ slippery sandals တွေပေါ့နော်ကိုယ်စိတ်တိုင်းကြ customize လုပ်လို့ရတယ်အမောကိုရေးလိုက်တဲ့ပုံလေးကတော့ဘတ်350ကျန်ကြိုးတိုင်းပုံပါကျိုးအစအညိုရယ်ပန်းရောင်ရေလုံးရင်ကောင်းမလားအညိုရယ်အစိမ့်ရေလုံးရင်ကောင်းမလားဆိုရွေးနေနောက်ဆုံးမိတော့ပန်းရောင်ပဲရွေးဖြစ်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့ပန်းရောင်ပစ္စည်းရှားတာရောတုံပန်းရောင်တွေမိုးဖြစ်ဘူးဆိုတော့အဲ့ဒါပန်းရောင်တွေပဲလုပ်မယ်လေဆိုပြီးတော့ဒါပေမဲ့လည်းပုံစံလေးကတော်တော်လေးထင်ထားထက်ကိုလိုက်ပတ်လေးထွက်လာပါတယ်ဖက်နက်လေးကလေအခုပစ္စည်းမှာပေါ့နော် snacks တွေဝင်ဝယ်ပြီးတော့အမော hostel ကိုပြန်တော့မှာပါအပြင်မှာလေမိုးရမ်းရွာထားတော့အဲ့လိုလွမ်းနေတယ်ဆိုရွှဲပြီးလုံးဝကားရတယ်တော်တော်လေးကိုပိတ်နေရပေါ့နော်အမောကတော့ထုံးစံတိုင်းပဲလမ်းလျှောက်ပြီးပဲပြန်ပါပါဝယ်ထားတဲ့ဖက်နက်တစ်ကလေးကိုချစီပြီးကိုတော့လမ်းလျှောက်နေပါပြီရှောင်းထဲမှာ6လုံးမှာ hostel နာတိပြန်သွားပြီပေါ့နော်အဲ့မှာလူတွေအုံနဲ့ကျက်စီတမင်းဆောင်တွေ့တော့အမောလည်းကြက်ကင်နဲ့တပွဲမှာလိုက်ပါတယ်တပွဲပတ်60ပေးရမယ်အရန်တက်မျိုးတော်တော်ကောင်းတာပေါ့နော်အမောအားနေပဲအဲ့ဒါလေးပဲစားလိုက်ပါတယ်ညစာတော့အခု hostel ပြန်အောင်လို့ရေမိုးလဲချိုးပြီးပြီအဲ့တော့ဝယ်လာပစ္စည်းဖောက်ကြည့်မယ်ပေါ့နော်ဖောက်ကြည့်မှာအခြားမဟုတ်ဘူးဒီ Platinum ဈေးရဝယ်လာအဲ့ Sony Angel ဈေးပေါ့နော်သူကအစ်တော့မဟုတ်ဘူးတပူကိုဟိုလာပဲပေးရတယ်ဘတ်80နဲ့80လား100လားမသိဘူးအဲ့ပဲပေးလိုက်ရတယ်ပေါ့နော်ဒါပေမဲ့အမေစိတ်ဝင်စားလို့အဲ့ရုပ်ကလေးပုံစံလေးရချစ်စရာလေးဖြစ်တာနဲ့အဲ့နဲ့ဖောက်ကြည့်ပါမယ်အဲ့လိုဆိုတော့ day 2ကိုဒီဘူးလေးဖောက်တဲ့ view လေးနဲ့ပဲဆုံးသက်လိုက်ပါတယ်ဒါဆို day 3မှာပြန်တွေ့ကြမယ်နော်